CapCut ကိုအသုံးပြုပြီး video editing လုပ်မဲ့သူတွေအတွက်အသုံးဝင်မဲ့အနဲ့ trick တွေကိုပြောပြပေးသွားမယ်။ နံပါတ်1အချက် auto caption လို့ခေါ်တဲ့အလိုလျောက်စာတန်းထိုးခြင်း CapCut မှာ auto caption feature တွေပါတယ်။အဲ့ feature ကိုအသုံးပြုပြီး video တွေက speed တွေကိုအလိုလျောက်စာတန်းထိုးလို့ရတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ video ကိုတိုင်းတိုင်းမှာထည့်လိုက်မယ်။ပြီးသွားရင် text ကိုနှိပ်ပြီး auto caption ကိုရွေးလိုက်ဒါဆိုရင်တော့ auto စာတန်းထိုးလို့ရပြီပဲဖြစ်ပါတယ်ဗျ။နံပါတ်2အချက် keyframe animation keyframe ကိုအသုံးပြုပြီးတော့ animation လုပ်တာကိုပြောခြင်းဖြစ်တယ်။ keyframe ကိုအသုံးပြုပြီး video တွေက object တွေဒါမှမဟုတ် text ကိုယူရနိုင်တယ်။ဘယ်လိုလုပ်မလဲဆိုရင်တော့ object ဒါမှမဟုတ် text ကိုတိုင်းတိုင်းမှာရွေးမယ်။ပြီးတော့ရင် keyframe icon ကိုနှိပ်ပြီးတော့ keyframe နှစ်ခုကြားက object ကိုဘယ်မှညာမှပဲအပေါ်မှအောက်မှအပေါ်သို့လိုထားပြီးတော့ animation လုပ်လို့ရတယ်။နံပါတ်3အချက် green screen chroma key အသုံးပြုခြင်း green screen feature ကိုအသုံးပြုပြီး background ကိုအလွယ်တကူပြောင်းလို့ရတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ video ကိုတိုင်းတိုင်းမှာထည့်လိုက်မယ်။ပြီးတော့ရင် background ကိုနှိပ်ပြီးတော့ chroma key ကိုရွေးလိုက်မယ်ဆိုရင် green screen ကိုဖယ်ရှားလို့ရမှာပဲဖြစ်ပါတယ်။နံပါတ်4ချက် speed control အမြန်နှုန်းထိန်းချုပ်ခြင်း video ရဲ့ speed ကိုထိန်းချုပ်ပြီး slow motion ဒါမှမဟုတ် fast motion effect တွေကိုဖန်တီးနိုင်တယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ video clip ကိုတိုင်းလိုက်မှာထည့်လိုက်မယ်ပြီးတော့ရင် speed ကိုနှိပ်ပြီးတော့ကိုလိုသလိုထားလို့ရတယ်။နံပါတ်5အချက် split band trick ခွဲခြမ်းခြင်းနဲ့ဖြတ်တောက်ခြင်း video clip တွေကို split လုပ်ပြီးလိုအပ်တဲ့အပိုင်းတွေကိုဖြတ်တောက်နိုင်တယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ video clip ကိုတိုင်းတိုင်းမှာထည့်လိုက်မယ်ပြီးတော့ရင် split icon ကိုနှိပ်ပြီးတော့ video ကိုနှစ်ပိုင်းခွဲလိုက်ပြီးတော့လိုအပ်တဲ့အပိုင်းကိုယူပြီးတော့မလိုအပ်တဲ့အပိုင်းကိုဖြတ်ထုတ်ပြလိုက်မယ်။ဒါတော့ split band trick ခွဲခြမ်းခြင်းနဲ့စိတ်ပြခြင်းလို့ပြောတယ်။နံပါတ်6အချက် overlay နဲ့ blending မှုအပေါ်ရန်လွှာနဲ့ရွက်ဆက်ခြင်း overlay နဲ့ blending မှုတွေကိုအသုံးပြုပြီး video ကိုပုံမိုးစိတ်ဝင်စားစရာကောင်းအောင်လုပ်လို့ရတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ video ကိုဒါမှမဟုတ် image ကိုတိုင်းတိုင်းမှာထည့်လိုက်မယ်။ထည့်ပြီးတော့ရင်အောက်ကနေ overlay ကိုယူပြီးတော့ blending မှုကိုပြောင်းလဲနိုင်တယ်။နံပါတ်9ချက် audio editing အသံပြင်ဆင်ခြင်း audio ကိုပြင်ဆင်ပြီး background music တွေ sound effect တွေကိုထည့်လို့ရတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ audio ကိုနှိပ်မယ် background music ဒါမှမဟုတ် sound effect တွေကိုထည့်မယ်။ဒါတွေမကသေးပဲ audio ရဲ့ volume ကိုလည်းလိုသလိုပြင်ဆင်လို့ရပါသေးတယ်။နံပါတ်10အချက် text animation text ကို animation လုပ်ပြီးပုံမစိတ်ဝင်စားစရာကောင်းအောင်လုပ်လို့ရသေးတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ text ကိုနှိပ်မယ်ပြီးတော့ရင် text မှာကို animation လုပ်မဲ့စာသားကိုရိုက်ထည့်ပြီးတော့ဒီခုနကပြောသလိုပဲစာသားကိုဘယ်ကနေညာနေပဲအပေါ်မှာအောက်ကိုလိုသလိုထားပြီးတော့ရွေ့လျားလို့ရတယ်။နံပါတ်9အချက် ISO setting ထုတ်ယူခြင်းပြင်ဆင်ခြင်းအချက်များဒီမှာဗီဒီယိုတစ်ပုဒ်လုံးရဲ့အရေးကြီးဆုံးအချက်လို့ပြောလို့ရတယ်။ဗီဒီယိုကို export လုပ်တဲ့အခါမှာ resolution နဲ့ frame rate တွေကိုကောင်းအောင်လုပ်ရမယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ export ကိုနှိပ်ပြီးတော့ဒီ resolution နဲ့ frame rate တွေကိုကိုလိုသလိုပြင်ဆင်မယ်ပြီးရင်တော့ဗီဒီယိုကိုစေးလိုက်မယ်။နံပါတ်10အချက် template အစင်းတဲ့ template တွေကိုအသုံးပြုခြင်း CapCut မှာအစင်းတဲ့ template တွေပါတယ်။အဲ template တွေကိုအသုံးပြုပြီးဗီဒီယိုတွေကိုအလွယ်တကူဖန်တီးလို့လည်းရသေးတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်တော့ template ကိုနှိပ်မယ်ပြီးတော့ရင်ကိုချိုင်းနေတဲ့ template ကိုရွေးပြီးတော့ဗီဒီယိုကိုပြင်ဆင်မယ်။ဒီ trick တွေရဲ့အသုံးပြုနည်းကိုတည်ထားမယ်ဆိုရင်တော့ CapCut နဲ့ဗီဒီယို editing လုပ်တဲ့အခါမှာပုံမလွယ်ကူပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်ဗျ။ဆိုတော့ CapCut နဲ့ editing ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ Facebook နဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်ထားဖို့ပြောချင်ပါတယ်ဗျ။